မင်္ဂလာပါရှင်မြန်မာတက္ကရာ1389ခုနှစ်ဟာမကြာခင်ကုန်ဆုံးပြီး1388ခုနှစ်ဆိုတဲ့မြန်မာတက္ကရာအသစ်တစ်ခုဟာမကြာမီရောက်ရှိလာပါတော့မယ်1388ခုနှစ်ဟာမဟာဗုဒ္ဓရာတစ်ကျွင်းနှစ်ဖြစ်ပါတယ်တစ်ကျွင်းနှစ်မှာဗုဒ္ဓဟူသားသမီးများမရဏခွင်မှာကြာရောက်ပြီးအတားလဲတင်ခဲ့ပါတယ်ယခုလာမယ့်2026ဧပြီလမှာစတင်တဲ့မြန်မာတက္ကရာ1388ခုနှစ်ကတော့မဟာဗုဒ္ဓရာနှစ်ကျွင်းနှစ်ဖြစ်ပါတယ်။နှစ်ကျွင်းနှစ်မှာဇတပရိသသမီးများမရဏခွင်မှာကြာရောက်ပြီးအတာတင်တဲ့နှစ်လည်းဖြစ်ပါတယ်။အတာစားခြင်းအတာတင့်ခြင်းဆိုတာကတော့နှစ်တစ်နှစ်ဤနောက်ဆုံးရက်တကြံအတရက်မှာမွေးနေ့တိုက်ဆိုင်သူများဟာအတာစားခြင်းအတာတင့်သူများဟူ၍ဖြစ်လာပါတယ်။1389ခုနှစ်ဤနောက်ဆုံးနေ့တကြံအတနေ့ဟာဇာတာပရိနေ့ဖြစ်တာကြောင့်အများအခေါ်1388ခုနှစ်အတွက်အတာစာမြင့်မွေးနေ့ပိုင်ရှင်ကဇာတာပရိသာသမီများဖြစ်ကြပါတယ်1388ခုနှစ်နောင်တကူလာပြီကျော်73ရက်ခရစ်နှစ်2026ခုဧပြီလ14ရက်အင်္ဂါနေ့မြန်မာစံတော်ချိန်နေ့12:49မိနစ်50စက္ကန့်အချိန်တွင်မဟာတကြံကြပါသည်1388ခုနောင်ကစုံလာဇန်တရက်ခရစ်နှစ်2026ခုနှစ်ဧပြီလ16ရက်ဇတာပရိနှစ်မြန်မာစံတော်ချိန်ညနေ4:54မိနစ်39စက္ကန့်အချိန်တွင်မဟာတကြံတက်ပါသည်1388ခုနှစ်ကစုံလာဇန်2ရက်ခရစ်နှစ်2026ခုဧပြီလ18ရက်တောက်ကြနေ့သည်နှစ်ဆန်တရနေ့ဖြစ်ပါသည်အတာစားဟူသည်အတာတက်ချိန်မှာကောင်းမွန်တန့်ရှင်စွာဝတ်စားဆင်ရင်လျက်အရှိတောင်အရက်မျက်နာသို့မျက်နာမူကတနင်္ဂနွေဂျိုမင်းတကြံမင်းနှင့်တမာဒီဝနက်ကောင်းနှက်မြက်များကိုလည်းမေတ္တာပို့အမျှဝေပေးရပါမယ်ပူဇော်ယုတေထိုက်သူများကိုစွန်ပန်းရေချမ်းစီမီအမွေးတိုင်ဖျောင်းတိုင်လူပွဲပစ္စည်းတို့ဖြင့်ဇက်ကပ်ပူဇော်ခြင်းကိုဆိုလိုပါသည်ယတနာ၃ပါးစသည်တို့အားလူဒန်းပူဇော်ကြသောသူတို့သည်ကောင်းကျိုးချမ်းသာမင်္ဂလာတရားပြန့်ပွားတိုးတက်ပြည့်စုံ၍အတာစားခြင်းကိုလည်းကင်းရာကုံရာသည်ဟုဖော်ပြထားပါသည်1388ခုနှစ်ကျွန်းမဟာပုတ်ရဲ့ပင်ကအိမ်မှာတနင်္လာကျိုးမရဏအိမ်မှာဇတပရိကျိုးအထွန်းအိမ်မှာတနင်္ဂနွေကျိုးတိုက်အိမ်မှာဗုဒ္ဓဟူးကျိုးရာဇအိမ်မှာစနေကျိုးပုတိအိမ်မှာအင်္ဂါကျိုးအဓိပတိအိမ်မှာတော့တောက်ကြကျိုးတို့အတီးတီးဖြစ်ကြပါတယ်မဟာဗုဒ္ဓနှစ်ကျွန်းနဲ့မှာမွေးဖွားသူများဟာအတွေးလွန်တတ်ပြီးတယူတန်စိတ်ရှိကြသူများဖြစ်လို့အစွန်းတစ်ဖက်စွန်းရောက်ခါအပျော်ပါအလောင်းကစားလုပ်ရင်လဲတဆုံလုပ်တတ်တယ်လို့ဘာသာရေးလုပ်ပြန်ရင်လဲတဆိုင်မမတ်တဆုံလုပ်တတ်ပါတယ်အိမ်ထောင်ရေးမှာတော့ညီးစရာလူနဲ့ညီးစွန်တတ်ကြပါတယ်ငွေကိုတွေးကဲသူရှာပြီးငွေမမြဲတတ်ပါဘူးငွေရှိရင်လည်းတခြားနေရာတွေမှာမကုန်ပဲသားသမီးအတွက်သာအကုန်ကြများတတ်ပါတယ်နှစ်ကျွန်းဖွားများဟာပညာမာနထားတတ်ကြပြီးဆရာလုပ်တတ်ကြပါတယ်ဩဇာအာဏာလည်းပြတတ်ကြပါတယ်အပြောကြီးတတ်ပြီးအလားအပလည်းမတ်မောတတ်ကြပါတယ်နှစ်ကျွန်းဖွားများဖို့ဆရာသမားအကြီးကဲများ၏အကြံဉာဏ်ယူတတ်သူများအောင်မြင်တတ်ကြပါတယ်ကြွားဝါခြင်းနဲ့မာနထောင်လာခြင်းရှိသူများကတော့ကြရှုံးလွယ်တတ်ပါတယ်ဒါပေမဲ့နှစ်ကျွန်းဖွားများဟာစိတ်ဆက်သေးချသူများဖြစ်တဲ့အတွက်အရေးကြီးကိစ္စများနဲ့လူမသိစေချင်တဲ့ကိစ္စလုပ်ငန်းများဆိုနှုတ်လုံးစိတ်ချရသူများလည်းဖြစ်ကြပါတယ်နှစ်ကျွန်းဖွားများဟာလျှို့ဝှက်လှုပ်ရှားရသောအလုပ်များစုံစမ်းထောက်လှမ်းရသောအလုပ်များနဲ့အထူးတင့်တော်သူများလည်းဖြစ်ကြပါတယ်နှစ်ကျွန်းဖွားများဟာအသေးစိတ်ကအစမြင်လွယ်သိလွယ်တက်လွယ်ပြီးလိမ္မာပါးနဲ့သူများလည်းဖြစ်ကြပါတယ်နောက်ဆုံးတစ်ခုအကြံပေးချင်တာကတော့ဗေဒင်မေးချင်ရင်နှစ်ကျွန်းဖွားဗေဒင်ဆရာမများထံမှာဗေဒင်မေးပါသူတို့ကအခြားအကျွင်းတွေထွက်စိတ်ရှိရှိနဲ့အသေးစိတ်ရှင်းပြပေးနိုင်သူများဖြစ်ကြပါတယ်နှစ်ကျွန်းခုနှစ်ဖွားများကတော့ဗေဒင်နဲ့ဂမ်မီယာပညာရပ်များကိုလည်းဝါသနာပါကြသူများဖြစ်ပါတယ်မြန်မာတက္ကရာ1388ခုနှစ်
ခရစ်နှစ်2026-2029အတွက်9ရက်သားသမီးများအလိုက်ရေဘူးရတနစ်စာဟောစရက်နဲ့စောင်းရန်ရှောင်းရန်များကိုစူးစီးဖော်ပြပေးလိုက်ပါတယ်1388ခုနှစ်ကျွင်းနှစ်မှာတနင်္ဂနွေကျိုးအထွန်းဌာနတွင်ယက်တည်သောကြောင့်တနင်္ဂနွေသားသမီးများကန်စာတာအလွန်ကောင်းမွန်သောနှစ်ဖြစ်သည်နာမည်ကုန်သတင်းကြော်ကြားခြင်းအောင်မြင်မှုအသစ်များရရှိခြင်းနှင့်လုပ်ငန်းခွင်တွင်ဩဇာအာဏာတိုးတက်ခြင်းများကြုံရမည်တနင်္ဂနွေသားသမီးများလုပ်ငန်းသစ်များစတင်ရန်အလွန်ကောင်းသောနှစ်ဖြစ်သည်ညီမခင်မွန်အောက်လက်ငယ်သားအကျိုးပေးနေမည်မုတ်ဆိုးပိုမုတ်ဆိုးမများအိမ်၌တဲခိုခြင်းခွင့်မပြုပါနှင့်အစစ်ဆေးအမေးမြန်းခံရတတ်သည်ဆောင်းရန်အနီရောင်သို့မဟုတ်ရွှေရောင်ကိုဝတ်ဆင်ပါတနင်္ဂနွေနနက်တွင်ဖျား၌တီဟို6ညွန့်အုံညွန့်တညွန့်ကလူပါရှောင်းရန်စိတ်တူဒေါသထွက်ပြီးဆုံးဖြတ်ချက်ချခြင်းကိုရှောင်းပါအရှိတောင်ဘက်သို့ခရီးဝေးသွားခြင်းကိုတတိထားပါကံကောင်းစီသောခဏ1 4ခွန်1388ခုနှစ်ကျွန်းနှစ်မှာတနင်္လာကျိုးဘင်္ဂဌာနတွင်ယက်တည်သောကြောင့်တနင်္လာသားသမီးများစိတ်လေလွင်တတ်ပြီးဆုံးဖြတ်ချက်များမကြာခဏပြောင်းလဲတတ်သည်အိမ်နေရသို့မဟုတ်လုပ်ငန်းခွင်ပြောင်းရွှေ့ရခြင်းခရီးဝေးသွားရခြင်းမျိုးကြုံရတတ်သည်အပြောင်းလဲများခြင်းကြောင့်စိတ်ပေမှန်ရတတ်တော်လဲခရီးသွားလုပ်ငန်းများအတွက်ကောင်းမွန်ပါသည်ငွေကြေးအခက်အခဲပြဿနာဆုံးရှုံးမှုများကြုံတွေ့ရတတ်ခြင်းငယ်ရွယ်သူများအချစ်ရည်၌လမ်းခွဲရတတ်ခြင်းကာခွေအန္တရာယ်ရှိခြင်းများကြုံတွေ့ရတတ်ပါသည်ဆောင်းရန်အဖြူရောင်သို့မဟုတ်ငွေရောင်ဝတ်ဆင်ပါတနင်္လာနေ့တွင်ကလေးတငယ်များကိုနို့မုတ်သို့မဟုတ်အာဟာရမုတ်များကျူမွေပါတနင်္လာနေ့မနက်တွင်ဖျား၌တီဟို6ညွန့်နင်းစီအဖြူရောင်သို့မဟုတ်အနီရောင်9ပွင့်ကလူပါရှောင်းရန်သူတစ်ပါးကိစ္စတွင်ဂျားဝင်အာမခံခြင်းငွေကြေးကိစ္စများအာမခံခြင်းအမှုအခင်းဖြစ်နေသူများနှင့်ပတ်သက်ခြင်းကိုရှောင်ပါကံကောင်းစီသောခဏ2 5 8 1388ခုနှစ်ကျွင်းနှစ်မှာအင်္ဂါကျိုးပုတိဌာနတွင်ယက်တည်သောကြောင့်အင်္ဂါသားသမီးများမိမိလှုပ်ဆောင်သမျှအရာမထင်ပဲအပြစ်ပြောခံရခြင်းနာမည်ပြတ်ခြင်းများတတိပြုရပါမည်စက်ပစ္စည်း electronic လုပ်ငန်းလုပ်ကိုင်သူများအကျိုးအမြတ်များမည်ဝန်ထမ်းများအကြီးအကဲများ၏အကူအညီအထောက်ပံ့များရမည်အလုပ်ကိုင်များလည်းအဆင်ပြေမည်အတိုက်ခံအနှဲငယ်ရှိတော်လဲနောက်ဆုံးတွင်အောင်ပွဲခံမည်ဒီခံစိတ်မွေးရန်အရေးကြီးဆုံးနှစ်ဖြစ်သည်ကျမရေးတွင်ဥကောင်းပိုင်းနှင့်သွေးတိုးဝေဒနာများဂယုစိုက်ပါဆောင်းရန်ပန်းရောင်ကိုဝတ်ဆင်ပါအင်္ဂါနေ့တွင်ဖျား၌နင်းစီအနီရောင်သို့မဟုတ်ပန်းရောင်9ပွင့်ရွက်လ4ညွန့်အုံတညွန့်ကလူပါရှောင်းရန်မီလျှက်စင်နှင့်လက်နက်ကရိယာများကင်တွေရာတွင်ဂယုစိုက်ပါအနီရောင်ရင်ရင်ကိုအလွန်အကျွံဝတ်ဆင်ခြင်းရှောင်ခြင်းပါကံကောင်းစီသောခဏ3 6 9 1388ခုနှစ်ကျွင်းနှစ်မှာဗုဒ္ဓဟူးကျိုးတိုက်ဌာနတွင်ယက်တည်သောကြောင့်ဗုဒ္ဓဟူးသားသမီးများစီးပွားရေးအရာအလွန်အားသာသောနှစ်ဖြစ်သည်မမျှော်လင့်ပဲငွေလုံးငွေရင်းဝင်လာခြင်းမြေအိမ်ရွှေစသည့်ပစ္စည်းများစုဆောင်းမိခြင်းမျိုးဖြစ်တတ်သည်အကျိုးစီးပွားတမည်နှစ်ဖြစ်သဖြင့်ရဲရဲဝံ့ဝံ့ယင်းနှိမ့်မြုံနှံနိုင်သည်ပညာရေးနှင့်သင်တန်းများတက်ရောက်ရန်အလွန်ကောင်းသောနှစ်လည်းဖြစ်သည်သို့သောတရားအားထုတ်ရာတွင်အနောက်ရှက်ပေါ်ခြင်းအပူလောင်ခြင်းတက်လိုက်ခြင်းများကြုံရတတ်သည်ထင်ပေါ်အောင်နေလျင်အနေရကြုံရတတ်၏လောဘကြီးပါကအမှားတွေးတတ်ပါ၍တတိပြုပါဆောင်းရန်အစိမ်းရောင်ဝတ်ဆင်မှာဗုဒ္ဓဟူးနေ့နံနက်တွင်ဖျား၌အုံတညွန့်ရွက်လ4ညွန့်ကလူပါရှောင်းရန်စာချုပ်စာတမ်းလက်မှတ်ထိုးရာတွင်တေချာဖတ်ပါဂတိမတီနိုင်သောစကားများကိုရှောင်ခြင်းမှာကံကောင်းစေသောခဏ4 1 9 1388ခုနှစ်ကျွင်းနှစ်မှာဇာတာပရိကျိုမရဏဌာနတွင်ယက်တည်သောကြောင့်ဇာတာပရိသာသမီများအတိုက်အခံအနောက်ရှက်များတတ်သည်ရုတ်တရက်ကျမကြီးညံ့ခြင်းထိခိုက်ဒဏ်ရာရခြင်းအမှုအခင်းဖြစ်ခြင်းနှင့်အကြီးအကဲများဆရာသမားများနှင့်အစင်မပြေဖြစ်ခြင်းမျိုးတတိထားရမည်ဘာသာရေးနှင့်တရားဓမ္မဘက်တွင်ပုံမအားဆိုင်ခြင်းဖြင့်ဘေးအန္တရာယ်များကိုကျော်လွှားနိုင်သည်ပ
ပြည်တွင်းပြည်ပခရီးဝေးကောင်းသောခရီးများတွာလာရခြင်းဇနီးဖြစ်သူ၏အစဉ်ပြေအောင်မြင်မှုများမိမိအပေါ်အလိုက်သိမှုတို့ကြောင့်စိတ်ချမ်းသာရခြင်းဆွေမျိုးများ၏အကျိုးပြုကူညီမှုများရှိပါမည်။ဆောင်ရန်အဝါရောင်ဝစ်စင်မှာဇာတာပတိနေ့တွင်တက်ကြီးရွယ်ဦးများကိုအာဟာရဒါနပြုပါဇာတာပတိနေ့တွင်အိမ်ဖျား၌တပြေချောင်းညွန့်လူဒန်းမှာရှောင်ရန်မာမာနာထောင်လွှားခြင်းကိုထိန်ချုပ်ပါအစာအသောက်အစိတ်သင့်ခြင်းကိုတတိပြုပါကံကောင်းစေသောခဏ9နှစ်8 1388ခုနှစ်ကျွင်းနှစ်မှာတောက်ကြကျိုးအတိပတိဌာနတွင်ယက်တည်သောကြောင့်ဩဇာအာဏာတိုးတက်မည်နှစ်ဖြစ်သည်လူအများ၏ဥထိတ်ထားခြင်းကိုခံရမည်ဖြစ်ပြီးမိမိအလိုရှိရာကိုတောင်းဆိုပါကအောင်မြင်မှုရရှိနိုင်သောအခွင့်အရေးရှိသည်အချီရေးနှင့်အိမ်တော်ရေးကံကောင်းမည်အမှုပညာလုပ်ငန်းနှင့်အလားအပါဆိုင်ရာလုပ်ငန်းများတွင်အကျိုးအမြတ်ထူးထူးခြားခြားရရှိလိမ့်မည်အုပ်ချုပ်ရေးပိုင်းနှင့်ဦးဆောင်ရသူများအတွက်အလွန်ထူးခြားသောအောင်မြင်မှုများရရှိမည်သို့သောမြေကိစ္စအမွေကိစ္စပြဿနာများကြုံရတတ်သည်အကြံစီအတွေးခေါ်များပြတ်တတ်သည်ဘိုးတော်တူများနေအိမ်သို့ဝင်ထွက်တတ်သည်ဆောင်ရန်အပြာနုရောင်သို့မဟုတ်ပန်းရောင်ဝစ်စင်မှာအနောက်ရက်သို့ခရီးဝေးသွားခြင်းကိုတတိထားပါတောက်ကြနေ့တွင်ဖျား၌နင်းစီအဖြူရောင်သို့မဟုတ်ပန်းရောင်9ပွင့်ရွက်လ4ညွန့်တီဟု6ညွန့်ကလူပါရှောင်းရန်ငွေကြေးအလွဲသုံးစားလုပ်ခြင်းနှင့်လောင်ကစားခြင်းကိုလုံးဝရှောင်ကျဉ်မှာကံကောင်းစေသောခဏ6 3 1 1388ခုနှစ်ကျွန်းနှစ်မှာစနေကြိုရာဇဌာနတွင်ယက်တည်သောကြောင့်စနေသားသမီးများမင်းဆိုးရာဇနှင့်အထက်လူကြီးများ၏ကုညီဆောင်ရှောက်မှုရရှိမည်ယာဒုတက်ခြင်းဂုံပြုစုများရရှိခြင်းနှင့်လူမှုပတ်ဝန်းကျင်တွင်မျက်နှာပွင့်ခြင်းများကြုံရမည်အလိုအကိုင်းခိုင်မာမှုရှိပြီးတည်ငြိမ်သောအောင်မြင်မှုမျိုးရရှိပါလိမ့်မည်ပင်ပန်းခံရသလောက်အရာထင်မြင့်နှစ်ဖြစ်သည်အမွေအနှစ်ကိစ္စများသို့မဟုတ်မြေကိစ္စများအောင်မြင်မှုရရှိတတ်သည်သို့သောလူမှုရေးပြဿနာအရှုပ်ရှင်များလည်းကြုံရတတ်သောကြောင့်စကားအပြောဆိုများတတိထားတင်သောနှစ်ဖြစ်သည်ဆောင်ရန်အနက်ရောင်သို့မဟုတ်ခရမ်းရောင်ဝတ်ဆင်မှာစနေနေ့တွင်အိမ်ဖျား၌ရွက်လ4ညွန့်အုံ1ညွန့်နင်းစီအနီရောင်9ပွင့်ကလူပါရှောင်ရန်လူအများစုဝေးရာတွင်စကားအမှားမပါအောင်တတိထားပါအမဲသာစားခြင်းကိုတတ်နိုင်သမျှရှောင်ပါကံကောင်းစေသောကဏ္ဍခွန်4 5နှစ်ခုကျွင်းခွင်အရာတနင်္ဂနွေတောက်ကြနဲ့စနေသားသမီးတွေဟာကန်စာတာအကောင်းဆုံးအခြေအနေမှာရှိနေပါတယ်။ဤဟောစရံများသည်ရေပူရအဟောတာဖြစ်ပြီးတဦးချင်းစီ၏မွေတက်ကလေးပေါ်မူတည်၍ကွဲပြားနိုင်ပါတယ်။အတာအသင့်သူများလည်းကုသိုလ်ကောင်းမှုကိုမမေ့မလျော့ပြုလုပ်နေသူတွေအတွက်ဘာမှကြောက်လန့်နေစရာမလိုပါဘူးအတာစားခံရတယ်ဆိုတာကောင်းမှုကုသိုလ်တွေလုပ်တော်လို့တတိပေးလိုက်တာပါပဲမြန်မာတက္ကရာ1388ခုနှစ်သစ်အကျိုးအတွက်ရေးသားတင်ပြလိုက်ရပါတယ်ခုနှစ်သားသမီးများဘေးရန်ကင်းကွာအေးချမ်းသာယာမှုရရှိကြပါစေဆရာမဒေါ်ဆန်းဆန်းတီမိတ်ဆွေတို့အနေနဲ့ပြည်ရင်ရတရားလောကီပညာပဟုတုတတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင်ကျမတို့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်